ယောမပညာရှင် Pliny the Elder ရဲ့မတန်းကိုကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတွေကကြောက်မြတ်အကျူလုတ်ပြီးအမျက်ထုတ်တဲ့အလုတ်လောက်ကြီးမားတဲ့လိန်လယ်လက်စားမှုဆိုတာကမ္ဘာပေါ်မှာမရှိတော့ဘူးလို့ငြင်းသွားရေးသားခဲ့ရတဲ့အထီးပဲဟာရွတ်ထောင်လောက်ကတည်းကအတုလုံနေကြပြီပေါ့ လုံနေပြီရှင် BC လီရာလောက်ကရေးခဲ့တဲ့ Stockholm Papyrus မှတ်တမ်းမှာဆိုရင်မြက်ကျုပ်ဒီရဲ့အကွဲကြောင်းတွေပျောက်သွားအောင်အယောင်ပိုလှလာအောင်စီစဉ်ပြီးပြုပြင်တဲ့နီလန်းတွေအတီးအလင်းပါနေပြီလေ ။အခုခေတ်မှာစီစဉ်တာမဟုတ်ဘူးပေါ့ မဟုတ်ဘူးရှင်ရှေးကလေးကပါနောက်ပိုင်း18ရာစုရောက်တော့ George F. Strutt ဆိုတဲ့သူကဖန်ကိုအသုံးပြုပြီးစိန်အတုတွေကိုစတင်တီထွင်ခဲ့တယ်ဒါပေမဲ့သမိုင်းတလျှောက်အန်တိုစီယာအကုံဆုံးလှည့်စားမှုကတော့အလဲခေတ်ပြင်းတစ်ဖုန်ကြီးတွေရဲ့လောက်ရက်ပဲလို့ကျမတို့ထင်တယ် ။မေပေါ့တကယ်ဒိုင်နိုဆောသွားလေအကြောင်းပြောမလို့လားဗျာ ဟုတ်တယ်ရှင်ဘာသာရေးပြုကိုတွေကိုယ်တိုင်ကသမိုင်းမတည်မီခေတ်ကအရာတွေကိုသုံးပြီးအထုလုပ်တဲ့ကွိုင်းခွဲထားတာလေ ။အဲ့ဒါပဲဗျာ။အလဲခေတ်ကပြင်းတဲ့ပုံကြီးတွေဟာ Odontolite လို့ခေါ်တဲ့ဒိုင်နိုဆောဒါမှမဟုတ်ရှေးဟောင်းတရိษံတွေရဲ့ကြောက်ဖြစ်ရုပ်ကျွင်းသွားတွေကိုအပူပေးလိုက်ရင်အပြာရောင်ပြောင်းသွားတယ်ဆိုတာကိုတွေ့ရှိသွားကြတယ် အဲ့ဒီသွားတွေကိုအပူပေးပြီး turquoise စိမ့်ပြရောင်ကြောက်အတူအထည်ဖန်တီးခဲ့ကြတာပေါ့နော် ။ဟုတ်တယ်ဗျာ။ပြီးတော့ဘာသာရေးအလက်အစင်းပစ္စည်းတွေမှာတွင်ကျဲအတုံပြူခဲ့ကြတာလေ။တကယ်ရုပ်ကျွင်းသွားတွေကိုရတနာအတုလုတ်ပစ်ကဆိုတော့စဉ်းစားတာကြည့်ပါတော့ဗျာ အဲ့ဒီလိုလှည့်စားမှုတွေက19ရာစုနောက်ပိုင်းရောက်တဲ့အခါပိုပြီးကြောက်စရာကောင်းတဲ့အဆင့်ကိုရောက်သွားတယ် ပိုဆိုးသွားတာတော့ဘယ်လိုနီးပညာများပေါ်လာလို့လဲဗျာ Vanil process လို့ခေါ်တဲ့နီးပညာပေါ်လာတယ်ရှင်အဲ့ဒီနီးပညာကမီးတောက်ကိုအသုံးပြုပြီးဓာတ်ခွဲခန်းလဲမှာပတ်တမနဲ့နီလာအတုတွေကိုစတင်ဖန်တီးနိုင်လာတယ်အဓိကပြဿနာကအဲ့ဒီဓာတ်ခွဲခန်းလုတ်ကြောက်တရားတဘာဝကြောက်တင်နဲ့ဓာတုဗေဒဖွဲ့စည်းပုံအရာရောရူပဗေဒဂုဏ်သက်တီတွေပါတစ်ထက်တည်းတူညီနာပဲရှင် ခဏလေးဗျာ